မင်္ဂလာပါဒီနေ့ကျွန်တော်ရွှေရှင်ပိုလီတစ်ပွဲကြည့်ဖို့ဆိုပြီးတော့ဒီမြို့သားပြည့်ရုံမှာဖိတ်ထားတာပေါ့နော်ရွှေရှင်ကားလေးနာမည်ကတော့ I want to be a lobster ညမွေးပန်းလေးရဲ့ကြောက်ပစုံကိုခေါ်တာပေါ့နော်အဲကားလေးထဲမှာကျွန်တော်ကဒီ music production အပိုင်းကနေပါဝင်ပြီးတော့အားဖြည့်ထားတာပေါ့နော်အဲတချင်ထွက်တော့ကိုပြရတဲ့သဘောကျတာနဲ့ကျွန်တော်စီမှာလာပြီးတော့သူကလည်းဝယ်သွားတာပေါ့နော်အဲဒီတော့ဒီ lobster မှာကျွန်တော်တချင်လေးကပို့ပြီးတော့အသက်ဝင်သွားတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲလေးရဲ့ပုံကြီးတွေကိုကျွန်တော်တို့တစ်ချက်လောက်တော့ကြည့်တာပေါ့ဗျာမခင်ပါဒီလိုမှာလည်းဒီလိုဒီဝင်တော့ကျေးဇူးတင်ပါတယ်ကျွန်တော်ပြောစရာစကားအများကြီးရှိတယ်လို့ရှိရင်ပြစရာတော့မရှိပါရှိတာအဲ့ဒါကိုကြည့်ရှုပေးကြပါ好，来一位。